ပုံလေးညက်မယ်ဟုတ်လား ဟာချာချာ အဲ ဒီတိုင်းကိုလွင်ကိုဗျ အာ ဗျာကျွန်တော်တို့တီတန့်တယောက်တုံး တယောက်တုံးလားဟောအချုံတယ်တယောက်တုံးမတီးတန့်လေပေါ့ ဟုတ်တယ်ဗျ ဝန်ဆောင်မှုပေးတဲ့ဥစ္စာတွေပေါ့ ဟုတ်တယ်ဗျတယောက်ကိုတုံးပြီးနောက်တယောက်ကိုနောက်တစ်ထည့် တခါတော့ဟာဒါကြောက်လို့ခေါ်တော့ ဒါကြောင့်သူ့ကိုယ်ပိုင်ချုပ်တယ်ပေါ့ ကိုယ်ပိုင်ချုံတယ် ကိုမတုံးတော့ မတုံးတော့ တစ်ခါတော့ တခါတော့ကိုမောင်ရဲ့ ဟိုလိုင်းသူ့ရဲ့ကိုယ်ပိုင်ချုပ်တယ်ပေါ့ ငေါ်လည်းမူပန်ချုံတော့ပေါ့ ဟာတို့ကတက်ပေးလိုက်တော့ အဲ တခါတော့နေလေတော့မဟုတ်ဘူးသူကတီတန့်မမောင်ကြီးဗျ မမောင်ရေးအားလုံးပဲခေါ်ကြတော့ ဟုတ်တယ်ဗျ ဟောဒီမှာစူပါစတာမမောင်ရေးလား ဟုတ်တယ်ဗျ အဲစူပါစတာမမောင်ရေးစပင်းညဆိုင်လားဆိုင်ကအခုလက်ရှိနေရာတော့ကျွန်တော်ပြီးတော့တာပေါ့နင်းစီလန်ထဲမှာနော် ဟုတ်တယ်ဗျ အခုဆိုင်အရင်ဆိုင်ကတော့ကျွန်တော်တို့ဒီဟိုနေရာဟောင်းကတော့ဟောပေါ့အရင်ဆောက်လို့ရတဲ့တန်းနေရာပေါ့ ဟုတ်တယ်ဗျ အခုဒီ စိတ်လောင်း ချိန်လန်ထဲမှာပေါ့နော်အခုဒီနေရာရွှေ့လာဟောပေါ့လုတ်တက်ကစပင်းညတဲ့တက်တန်းဘလောက်လောက်ရှိပါရတော့ ဆက်ကိုနေတော့ 29နှစ်ရှိပါရင်နော်အဲလက်ကတော့မလို့လက်ရှိကလူပြိုကြီးလားအိမ်တော်တယ်နဲ့လား အဲ့ဒါဖြေရခဲ့နဲ့ချစ်ခွဲတယ် မနေ့ရှိခွဲညာ ကန်တာ အကန့်အမရှိဘူး9နိုင်လည်းရောက်တော့ပေါ့ သူရှိတယ်လို့ညက် ညတယ်တရက်ကိုပြပြဘလောက်လောက်ရရတော့ညရတော့ တယ်40နဲ့50 ဒါမစိုးပါဘူးနော်အဲ့ဒါကောင်းတော်တော်များများပေါ့ဟောကိုမော်ကြီးလက်ထွက်တော်တော်များတာပေါ့အိဗယ် ဟုတ်တယ်ဗျ နော်မော်ကြီးလက်ထွက်တော်များပါတယ်အဲစူပါစတာမော်ရဲ့နေစဉ်ဘွားလေးပေါ့အဲထမင်းကြတော့ကိုယ်ဝယ်စားလားကိုယ် ဟောအဲကလာပို့ အဲလာပို့ပေးတယ်။အော်အဲစပင်းညတဲ့ပြင်ဆေးဆိုးပါသေးလား ပါတယ်ဗျ ။ဆေးဆိုးပါတယ်နောက် ဖြူရောင်ရတယ်ဗျ ရွှေရောင်ရတယ်။အဲ ဖြူတော့အဖြူစော့ သူစွတ်လေးပေါ့ ဟွန်း ။ဒီလေဒီဆိုင်မြဲလာညက်ပြလား 6နှစ်ကလေးက ။6နှစ်သားကလေးအဲကိုမောင်ကြီးပြိတ္တနော်လုံးဝမောင်ကြီးလက်ထွက်ပေါ့ဒါလေးကတော့မောင်ကြီးဒီမှာအများအားပေးလိမ့်မည်လေ6နှစ်သားကလေးလာညက်တယ်အခုချိန်ကြီးပဲ 6နှစ်ရှိနေပဲပေါ့နော် ရှိတယ်လေးနေကျော် အဲမောင်ကြီးဒီမှာမောင်ကြီးအများအားပေးပြတာပေါ့နော် ဟုတ်တယ်ဗျာ 闹不来去，谁没抢？ ဟုတ်ဟုတ် ကျေးဇူးပါဗျာ ပါပြီလိုအပ်ရပြီ ငါတော့ဟိုအခြေထားမဲ့တာဟိုတနည်းနဲ့ဆိုင်ဒီဘောကူတော့ နော် လမ်းနော်ဟိုကနည်းနည်းလူကြီးဟုတ်ပါတော့ တက်ရ ဟုတ်ပါဗျာ ပြန်လို့ချင်းတယ် ကျောင်းအညက်ခိုင်းကျောင်းအညက်ခိုင်းနေဆိုတော့နည်းတူမရမှာ